Trump နဲ့ Zelensky နဲ့နော် JD Vance နဲ့၃ယောက်အိမ်ဖြူတော်မှာ White House ကသူတို့တီးတဲ့အိမ်ဖြူတော်မှာတီးတဲ့စကားဝိုင်းမှာစကားပြောကြတယ်မီဒီယာတွေလည်းဖေးမှာပတ်ပတ်လို့ဝိုင်းထိုက်ကင်မရာတွေရိုက်မတန်းယူလူပုံလည်းကြီးမှာပေါ့ဗျာမီဒီယာတွေအပုံလည်းမှာသမရနဲ့ရောက်ထချကြတာစကားတွေများကြတာအခြေအနေတွေများကြတဲ့ဟာပေါ့ဒါဒီနေ့ပေါ်လို့ရိုက်တယ်ဒီနေ့တော်တော်ပေါ်လို့ရွေးချောင်းပြောတယ်တကယ်တော့သူကမနေ့ဆိုတာဒီသူတို့နိုင်ငံမှာတော့ဒါ February 28ပေါ့ February 28နေခဲ့ပိုင်းပေါ့ကျွန်တော်စီမှာတော့ညပိုင်းပေါ့မနေ့ကညဒါပေမဲ့ဒီနေ့မနက်မှာတော့ကျွန်တော်တို့ပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာအကုန်လုံးမှာဒီရုပ်သံတွေကပေါ်လို့ရတယ် TikTok မှာ YouTube မှာ Facebook မှာTwitter မှာစရှိတဲ့ website တွေမှာစရှိနေရာပေါင်းစုံမှာသူတို့ရဲ့နှစ်ယောက်ရဲ့လွတ်လွတ်လပ်ပုံပေါ်လည်းရန်ဖြစ်ကြတဲ့ရန်ဖြစ်စကားများတဲ့အခြေတင်စကားများကြတဲ့ရုပ်သံဖိုင်ကြီးပေါ်လို့ရရင်ပြန့်နေတယ်ပါဆိုတော့အဲ့မှာဟိုပြောကြတဲ့အကြံပြန်လည်ပြောတဲ့စကားတွေကတော့ဒါမီဒီယာတော်များပေါ်ပြပြီးသွားပြီဟို Trump ကလည်းသူတော်တော်ဖိအားပေးပြီးတော့ Zelensky ကိုပြောတယ် Zelensky ကလည်းသူရင်ဆိုင်တဲ့အချိန်လေးသူပြောတယ်အပြန်လည်တွေ့ကြတာပေါ့ပြောကြတာပေါ့နော်ပြောကြရင်လည်းဟိုမြေရှားတတ်တူတူဖို့ကြီးအဲ့ကိစ္စကို Zelensky ကလက်မထိုးရမှာမထိုးတော့ဘဲနဲ့ပြန်သွားတယ်ပြီးတော့ငင်းချိုင်းရုရှားနဲ့ပြည့်ရငင်းချိုင်းစာချုပ်လက်မထိုးပြန်သွားတယ်မထိုးအဲ့ဒါမလုပ်ဘူးဆိုတော့မျိုးပုံစံပြန်သွားကြတယ်ဆိုတော့အတိုက်ခံနေဖြစ်ကြတာပေါ့ဆိုတော့ Trump ကတော့ Zelensky ကိုသတိပေးတာပေါ့မင်းက Ukraine ပြည်သူတွေရဲ့အသက်နဲ့မင်းလောင်းစားလုပ်နေတာပဲဒီလောင်းစားလုပ်နေတာပဲနော်လောင်းစားလုပ်နေတာပဲနောက်တော့ကမင်းတရက်ကဘာစစ်နေမင်းလောင်းစားလုပ်နေတာတရက်ကဘာစစ်မဖြစ်တရက်ကဘာစစ်နဲ့အလောင်းစားလုပ်နေတာပဲမင်းပြောတဲ့ဟာတွေတရက်ကဘာစစ်အထီးဖြစ်သွားနေတယ်ဆိုတော့မျိုးက message ပေးပြီးတော့တော်တော်လေးကို PR ပေးတာတွေ့ရတယ်ဟိုတချို့ကတော့ဝေဖန်ကြတာရှိတာပေါ့ Zelensky ကလူပြက်ပေါ့လူရှင်တော်ဘောကလာတဲ့သမရဘူမတိကိုမတိနဲ့သူများကောက်တင်လိုက်လို့ရတဲ့ဟာပေါ့ဆိုတော့သမရပေါ့အဲ့လိုလူမျိုးပေါ့အဲ့လိုလူမျိုးကအခုတကယ်တမ်းနိုင်ငံတကာအဆင့်ခေါင်းဆောင်တွေတွေ့ကြတဲ့ခါလေးရောက်တော့ဟိုဘလောင်းပလဲတွေပရိပဒါတွေလျှောက်ပြီးတော့ဟို protocol တွေနဲ့မညီအောင်ပြောနေကြပြီပေါ့တန်တုံကန်းတမန်ကတော့မညီအောင်ပြောနေကြပြီပေါ့ဆိုတော့မျိုးတွေပြောကြတယ်ဒီမှာတခါ Zelensky ဟိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့သိကြလိမ့်မယ် Zelensky ရဲ့ဝတ်ထားတဲ့ uniform နဲ့ပတ်သက်လို့ပို့ဆောင်နဲ့ပတ်သက်လို့မီဒီယာတွေကလှမ်းမိတယ်မင်းကဘာလို့ necktie နဲ့ switch မိုးတယ် necktie တွေဘာတွေမိုးထားလဲပေါ့ကိုကြီးကြီးမိုးထားလဲမင်းတို့ဒါနိုင်ငံတော်ဆင့်ဆွေးနွေးကြတဲ့ကိစ္စမင်းဒီလိုမျိုးဝက်စားမလီမစားပုံစံဖြစ်တယ်ပေါ့ပြီးတော့အဲ့ဒါကိုမင်းငါစစ်ပွဲပြီးတော့ပြောဝက်မှာပါလို့ဝဲငါမင်းတက်ကောင်းတာလည်းဖြစ်နေတယ်လို့မင်းတက်သေးပေါ်တာလည်းဖြစ်နေတာမင်းတို့မျိုးလည်းဖြစ်နေတာပေါ့ဒါမျိုးပြန်ဖြစ်တယ် Zelensky ရဲ့ဟွာလဲအကြောက်လန့်တော့သိရှိတဲ့ပုံမပေါ်ဘူးပြဒီဘက်ကြီးကအကြောက်လန့်လည်းမရှိဘူးဒီဘက်အကြောက်လန့်လည်းမရှိဘူးဟိုမီဒီယာတွေဝိုင်းအုံရိုက်နေသူ view site တဲ့ပုံမပေါ်တော့သူ့အတွက်လည်းနောက်ဆုံးကာလတွေရောက်လာတယ်လို့ယူဆရတယ်နောက်ဆုံးကာလဆိုသူ့ရဲ့ဟိုရွေးချယ်ရမယ်နောက်ဆုံးကာလရောက်လာပြီသူ့ရဲ့နောက်ဆုံးအခြေအနေနောက်ဆုံးကာလတွေရောက်လာပြီသူတခုခုအမှန်ကန်ရွေးချယ်ရတော့မင်းတွေရောက်လာတယ်ယူဆတယ်သိကြောက်တဲ့ပုံလုံးမပေါ်တော့ဘူးအမေရိကန်သမ္မတကမ္ဘာနံပါတ်1ဩဇာကြီးဆုံးခေါင်းဆောင်တွေ့ရတော့သူတိတ်ပြီးတော့သူဩဇာကြီးဆုံးခေါင်းဆောင်တွေတော့အခြေတင်စကားပြောရတဲ့ရန်ဖြဲတဲ့အထိတော့သူနည်းနည်းလေးတော့သူလည်းသူ့ကိုယ်သူတော့မထူးတော့တဲ့ဇက်တွေကိုခင်းလာတော့တွေ့ရတယ်တချို့တော့တန်ခင်းတမန်ခင်းတော်တော်နားမလဲတဲ့ငါတုံးဝေဖန်ရတယ်တချို့ကျတော့ Zelensky ကတကယ်တတ်တိရှိတဲ့ကောင်စသဖြင့်အပြန်အလှန်ပြောကြဆိုရတယ်ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်တတိရှိလဲပြောတုံးတယ်ပြောကြိုက်တာပြောကျွန်တော်ပြန်တွေးကြည့်ရမှာက Zelensky ဒီလိုသမရဖြစ်လာဖို့အတွက်ဘယ်သူတွေကလုပ်ပေးခဲ့ကြတယ်လဲဆိုတဲ့မျိုးပေါ့ Zelensky သမရဖြစ်လာဖို့အတွက်ဘယ်သူတွေလုပ်ပေးလဲမပေးလဲဆိုတာနဲ့ဆိုင်ရင်ဆက်ဆိုင်သတင်းတစ်ခုကျွန်တော်ပြပြမယ်ဟိုဘယ်သူကပေါ်ထုတ်လိုက်လဲဆိုတော့ The New York Times က New York Post ကနေပေါ်ထုတ်တယ်ဘာလဲဆိုတော့ Zelensky ကိုတစ်နှစ်တာလူသားရဲ့လူသား Person of the Year ဆိုတော့ Time Magazine ရဲ့ညနေဖုံးမှာရွေးချယ်ဖို့2022ခုနှစ်မှာရွေးချယ်ခံရစီဖို့အတွက်ကိုနော် Time Magazine ကို US8 ကနေပြီးတော့ဒေါ်လာ4သန်းပေးခဲ့အဲ့သတင်းတွေထွက်ပေါ်လာတယ်ဒါအတီးပြုတ်လို့မရပေမဲ့ဒီသတင်းတွေစာဖော်ထုတ်ထွက်ရှိလာတဲ့သတင်းတွေထွက်လာတယ်ပြောရရင် US8 ကရှင်းပြောရရင် Zelensky ကို Time Person of the Year Time Magazine ရဲ့ Time Magazine ရဲ့မျက်နှာဖုံးမှာPerson of the Yearဖော်ပြစီဖို့အတွက်ကိုဒေါ်လာ4သန်းလောက်တော့ပေးပလိုက်တယ်ဆိုတာမျိုးဆိုတော့အဲ့ဒါမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခုကဘာထပ်တွေ့ရလဲဆိုတော့ဒီ week ဟို US8 ကမီဒီယာအဖွဲ့အစည်းပေါင်း909ခုမီဒီယာဖွဲ့စည်းပေါင်းမီဒီယာ NGO ပေါင်း289ခုနဲ့သတင်းသမားပေါင်း6200ကျော်လည်းထောက်ပံ့ငွေတွေပေးခဲ့တဲ့ USA ကပေးခဲ့တယ်တဲ့ဆိုတော့ကတော့ Zelensky တို့ဘာလို့ဒီလိုမျိုးဖြစ်လာစေဖို့နာမည်ကျော်ကြားလာစေဖို့လူတွေကြားထဲမှာထင်ရှားကြသူဖြစ်လာတယ်လူကြားထဲမှာတအားကို popular ဖြစ်လာစေဖို့ popular voting ရစေဖို့တော့ကိုနောက်ကိုရကြိုးကင်နေတဲ့အုပ်စုတွေ US8 လို့ခေါ်မျိုးတွေ USAID USA လို့ခေါ်မျိုးတွေ John Soros တို့ဖွဲ့စည်းတွေ NED လို့ဖွဲ့စည်းဒါတွေကဆိုတာကျွန်တော်တို့ကပေါ်လွင်သွားတယ်အဲ့တော့ Zelensky ကိုစင်တင်ပေးခဲ့တာလည်း American ပဲအခု Zelensky ကိုစင်မွားဆွဲချဖို့လုပ်တာလည်း American ပဲဆိုတော့နိုင်ငံတွေကသူ့နိုင်ငံအကျိုးစီးပွားနဲ့ရှင်လာရင်ရှင်းပြရင်သူများနိုင်ငံရဲ့ဟိုအကြက်တဲကိုသူစိတ်ဝင်စားဖို့မပေါ့ဘူးအဲ့တော့ Zelensky နဲ့ Ukraine ကိုအကြက်တဲစီကို American ကတွန်းပို့လိုက်တယ်ပြီးတော့အကြက်တဲတွေကနေပြီးတော့အမြတ်အကျိုးမြတ်ထုတ်ဖို့အတွက် American ကြိုးစားတယ်နောက်ဆုံးအကျိုးမြတ်မရတဲ့ခါကျတော့ Zelensky ကိုတကယ်ကိုဟို
နာမည်ပြတ်တိတ်ခါကြစီတဲ့ပုံစံမျိုးဖြစ်ပြောင်းလို့မီဒီယာနဲ့ဝိုင်းဖိအားပေးပြီးတော့ Trump ရော JD Vance ကိုဝိုင်းတောင်းအားပေးလိုက်တယ် Zelensky လည်းစုပ်ပြတ်သွားတယ်ကိုယ်တိုင်လည်းအရင်ချင်းပြည့်ရွံ့လာလေညံ့ဖြစ်လာလေပါမောပေါ့လူရှင်လူပြက်ဆိုတော့လေဆိုတော့ဒါကိုကြီးချင်းအဖြစ်ကျွန်တော်တို့နိုင်ငံကနိုင်ငံရေးသမားတွေသင်ခန်းစာယူကြဖို့လိုတယ်မြန်မာနိုင်ငံနိုင်ငံရေးသမားတွေသင်ခန်းစာယူကြဖို့လိုတယ်နော်အမေရိကန်ပါဝင်အင်အားကြီးနိုင်ငံတွေကသူတို့နိုင်ငံတွေရဲ့အလိုကျသူတို့နိုင်ငံအကျိုးစီးပွားအတွက်အခြားနိုင်ငံတစ်ခုရဲ့ပြည်သူလူထုအခြားနိုင်ငံမှာရှိတဲ့ပြည်သူလူထုရဲ့ဘဝတွေကိုနင်းချေဖို့လို့ဝင်မလို့အခြားနိုင်ငံတစ်နိုင်ငံကတင်ရှားကြွကြသူတွေကိုမွေးထုတ်ပြီးတော့ရိုက်တက်ဖို့လို့ဝင်မလို့သူတို့လုပ်တယ်လုပ်နေလို့ရှိတယ်ဒါကိုတော့တွေ့ရဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေသတိထားကြဖို့လိုတယ်သတိကြီးထားကြဖို့လိုတယ်ဆိုတော့ဘာလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေဆိုလို့ရှိရင်လည်းကြည်သိတဲ့အတိုင်းပဲခင်ဗျားတို့ဒီအားလုံးသိတဲ့အတိုင်းပဲတခါတည်းကျွန်တော်တို့မှာပုံကိုယ်ကိုယ်ကွယ်မှုကြီးထွားသွားအောင်နိုင်ငံတကာအဖွဲ့အစည်းတွေကဝိုင်းပြီးတော့မီးမောင်းထိုးပြခဲ့ကြတယ်မီးမောင်းထိုးကြရ slide ထိုးပြမီး slide ထိုးပြမီးမောင်းထိုးပြကြတယ်ထိုးပြတော့အားလုံးထဲမှာတယောက်တည်းကွက်ခနဲ့ကွင်းခနဲ့လူတွေကထင်းခနဲ့မြင်းခနဲ့မြင်အောင်မီဒီယာနဲ့ဝိုင်းလုပ်ကြတယ်နောက်ဆုံးလူတွေကဘာလဲဆိုပုံကိုယ်ကိုယ်ကွယ်မှုတွေနဲ့အဆုံးရောက်ဝါဒတွေကြီးစိုးလာပြီးနောက်ဆုံးမှာဖြစ်လာဆိုတော့ပုံကိုယ်ကိုယ်ကွယ်မှုနဲ့အဆုံးရောက်ဝါဒကြီးစိုးပြီးတော့တိုင်းပြည်ပြည့်လုပ်ရတွေပါလူတွေကလုံမှန်းမသိလှုပ်လာတယ်လုံနေနေကိုဆက်လှုပ်တယ်လုံမိတယ်လို့လုံမိသွားပြီလို့သိတဲ့အချိန်နဲ့ဆက်လှုပ်ကြတယ်ဘာလို့ဆိုတော့ငွေရဲ့ကြီးကျုံတော့မှရောက်သွားပြီပြီးတော့နောက်ွယ်မှာသူတို့ကျိုးနဲ့ခြိထားတယ်ဆိုတော့သူကောင်းကောင်းသိတဲ့အခါသူတို့မလုပ်လို့မရတော့ဘူးသူတို့ကျိုးဆွဲရကရမယ်ဆိုတော့နားလည်တော့ဆက်ခါကြတယ်ဒါမျိုးဆိုတော့အဲကြောင့်နိုင်ငံရေးသမားတွေကသတိကြီးထားကြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တာဒီယူကရိန်းသမရဖြစ်လာမှုဇယ်လင်းစကီသမရဖြစ်လာမှုဇလန်နဲ့ဇယ်လင်းစကီရုရှားနဲ့တိုက်ပွဲဖြစ်ရတဲ့ဇလန်တွေရဲ့နောက်ွယ်ရဇလန်တွေကိုဆက်ပြီးစဉ်းစားကြမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းတော်တော်ကြောက်စရာကောင်းတယ်ကျွန်တော်နိုင်ငံကရုရှားကဲ့သို့အင်အားကြီးသောတရုတ်နိုင်ငံရဲ့ဘေးမှာချန်စီယိုမှာကပ်ပြီးနေရတယ်ယူကရိန်းကလည်းရုရှားရဲ့ချန်စီယိုကပ်နေရတယ်ယူကရိန်းကနေတိုးအဖွဲ့ဝင်တွေကိုဝင်မယ်လို့စကားလေးတစ်ခွန်းပဲဟာလိုက်ရရှိသေးတယ်ဒီဘက်ကရုရှားတခါနေမြေတွေကောက်ပြီးသူ့ရဲ့ရုရှားလူမျိုးတွေကိုကာကွယ်ဖို့ဆိုပြီးတော့နေမြေကောက်တိုက်ပွဲဆင်နေတိုးလူဝင်လာရရှင်သူတို့အတွက်ကြောက်စရာကောင်းတယ်သူတို့အတွက်အမျိုးသားကျိုးစီးပွားထိခိုက်နေတယ်national interest ကိုထိတယ်အဲ့တော့ရှင်းပြရင်တော့national security ကိုထိတယ်အဲ့ဒါကြောင့်မလို့ရုရှားကယူကရိန်းကိုအရင်ဆုံးသူကအရင်ဝင်ဆော်ပလိုက်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းချန်စီယိုကကတ်နေတယ်အကယ်၍သာမြန်မာနိုင်ငံကခေါင်းဆောင်ဆက်ဟာစီမံခန့်ခွဲဖို့သို့မဟုတ်စဉ်းစားဖို့တစ်ဖက်ကိုကတ်တာအရင်များသွားပြီးတော့တစ်ဖက်တော်တော်ဆိုးဆိုးဝါးကိစ္စဖြစ်ခဲ့ကျွန်တော်တို့လည်းစိုးရိမ်ရတယ်ဒါကျွန်တော်တို့ပကတိရှိတရားပဲသတိကြီးထားအောင်ပြောအဲ့တော့ကိုဘေးနားမှာအင်အားကြီးနိုင်ငံတစ်ခုရှိနေတာကောင်းပါသလားမင်းဘာနဲ့သွားတူနေဆိုတော့ဘာနဲ့သွားတူနေလဲဆိုတော့ဘာလဲဒီဆင်တကောင်နဲ့ခီးသွားဆင်တကောင်ဆင်ဆိုရင်တော့ကောင်းမောပြပါနော်ဘာခေါ်လဲကြားတကောင်နဲ့ခီးသွားနေရတဲ့တမင်တကောင်လိုပဲဘယ်ချိန်စားခံလို့ဆိုတာမသိနိုင်ကျွန်တော်တို့တင်တာကြားတကောင်နဲ့ခီးသွားနေတဲ့တမင်ခီးသွားတဲ့အတူခီးသွားမိတဲ့တမင်တကောင်လိုပဲဘယ်ချိန်စားခံလို့ဆိုတာမသိနိုင်ကျွန်တော်တို့သတိကြီးထားရတယ်ဆိုအဲ့ဒါကိုပြောတာနိုင်ငံချင်းရှင်လိုက်ကသတိကြီးထားရတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတွေကို proxy တွေဝင်ထားမှာပဲလူမျိုးရေးနိုင်ငံရေးနောက်တစ်ခါဒီဘာသာစကားတူတဲ့အတန်တူတဲ့စကားပြောတာတူတယ်စားသဖြင့်ပေါ့ဗျာဒါမျိုးတွေနဲ့ကျွန်တော်တို့နိုင်ငံတွေကိုစိတ်ဝင်ထားမှာပဲကျွန်တော်တို့ကနေမြေနေနမိတ်ပိုင်းစာတွေအစားကျွန်တော်တို့နိုင်ငံတွေကိုတော်တော်လေးဖဲ့ဝင်ထားနေတယ်ဒါတွေကကျွန်တော်တို့သတိထားမှကိစ္စဒါကြောင့်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံကောင်းဆောင်တွေဟာဒီရုရှားယူကရိန်းစစ်ပွဲကနေတဆင့်ဖြစ်ပေါ်လာတဲ့ national interest ဒီနိုင်ငံကြီးတွေရဲ့ကစားပွဲအလယ်ကောင်မှာရှိတဲ့ရောက်သွားတဲ့နိုင်ငံတွေဘယ်တော့ဒီကဒုက္ခလို့ဆိုတော့မြင်တတ်ပြီးတော့သတိကြီးထားကြဖို့တိုက်တွန်းကြတယ်အဲ့တော့နိုင်ငံရေးသမားတွေဘာနဲ့ကြဖို့လိုပါတယ်ခင်ဗျားတို့နိုင်ငံရေးသမားတွေကနိုင်ငံအာဏာကိုယူကြမယ်နိုင်ငံရဲ့တာဝန်ကိုထမ်းကြမယ်လူတွေဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ကတစ်ဖက်ကိုကတ်မိသွားရင်ခင်ဗျားတို့ဘောပြတ်သွားနေတယ်မမေ့ဘူးရည်ကြည့်တယ်ပညာသားပါတိတိရောက်ပပနဲ့ကင်တွဲပြီးကိုယ်နိုင်ငံအကျိုးစီးပွားကိုရှေ့ရှုထက်ကြဖို့တော့နိုင်ငံရေးသမားတွေကိုတိုက်တွန်းကြတယ်နော်USA ကလည်းပြီးတော့တော်သေးတယ်ကံကောင်းတာ USA ကအခုဆိုရင်မြန်မာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့sponsor တွေအကုန်ရပ်ပြီးလို့ပြောတယ်ဒါလေးကကျွန်တော်တို့ဝမ်းသာရတယ်သို့တော့တခြားတစ်ဖက်မှာတော့စိတ်ပူစရာကောင်းတာရှိတယ်အမေရိကန်ရဲ့အကူအညီနဲ့မြန်မာပြည်မှာလဲပတ်နေတဲ့အမေရိကန် USA ရဲ့အကူအညီနဲ့မြန်မာပြည်မှာလဲပတ်နေတဲ့စီမံကိန်းအကုန်လုံးကိုရပ်ဆိုင်ပြီဆိုတဲ့အကြောင်းကိုမနေ့ကပြီးခဲ့တဲ့29ရက်နေ့က USA နဲ့ဆက်ဆက်ပြီးလဲပတ်နေတဲ့မြန်မာစီမံကိန်းတွေအကုန်လုံးရပ်ပြီးဆိုတော့29ရက်နေ့ကတရားဝင်စာတွေပို့တယ်ဘယ်လိုပို့လဲဆိုတော့ USA နဲ့ဆက်ဆက်ခဲ့တဲ့ agency တွေအကုန်လုံးစီကိုမြန်မာပြည်ရဲ့ agency အကုန်လုံးစီကို USA ကနေတိုက်ရိုက်စာပို့တယ်ပို့ပြီးတော့ငါတို့မင်းတို့နဲ့ချုပ်ထားတဲ့စာချုပ်တွေအကုန်ရပ်ပြီဆိုတော့ပြောလိုက်တော့မြန်မာပြည်မှာရှိနေတဲ့ USA ရဲ့အကူအညီကိုယူထားတဲ့ NGO တွေမီဒီယာတွေ activist တွေအကုန်လုံးကလုံးဝရပ်သွားတယ်အကုန်လုံးတော့ရပ်သွားတယ်မဟုတ်ဘူးလုံးဝဝင်ငွေရလန်းပျောက်သွားတယ်ဝင်ရလန်းပျောက်သွားပြီးတော့သူတို့ဘာဆက်လုပ်အောင်လဲသူတို့မသိဖြစ်တယ်တချို့တွေကတော့အစကတည်းက master plan ကောင်းတဲ့လူတွေအစတည်းကစနစ်ကျပြင်ဆင်ထားတဲ့လူတွေအဆင်ပြေသွားပြီတချို့တွေကအခက်အခဲတွေ့ရတယ်ဆိုတော့မီဒီယာလုပ်ငန်းတွေကတော့ပြဿနာကြီးတယ်ဘာလို့ဆိုတော့ခင်ဗျားတို့ပြန်တွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ usually ပဲခင်ဗျားတို့မေးကြပါစို့ခ
ခေတ်သစ်မီဒီယာရဲ့ဝင်ငွေရလဲဘယ်ရလာလဲဆိုတော့ခင်ဗျာတာလုံးစောင်းထုတ်တော့မိကြည့်တာလုံးတော့အမှန်တည်းဖြည့်ရမယ်ထင်လို့နော်မြန်မာနောက်အဆိုးဝင်တော့မိကြည့်လေမင်းဝင်ငွေဘယ်ရလာလဲမေးကြည့်လိုက်သူအတိအကျဖြည့်နိုင်ဖြည့်ရမယ်လို့ထင်လားသူ့ရဲ့ဘဏ်အကောင့်စင်းကိုအစစ်ခံရမယ်ခင်ဗျာထင်လားဘဏ်စင်းကိုသူ့ရဲ့ဘဏ်စင်းကိုအစစ်ရမယ်အစစ်ခံရမယ်ထင်လားနောက်ကARD အောင်စောရဲ့ဝင်ငွေဘယ်ရလဲဆိုတော့မိကိုခင်ဗျာအစစ်ခံရမယ်သူထင်လားသူတို့ပြောတော့လွတ်လပ်ပြီးတော့ဟိုဗာလဲအမီကိုကင်းတဲ့မီဒီယာလို့ပြောတယ်လွတ်လပ်ပြီးမီကိုကင်းလို့ပြောရင်ဘယ်ကနေပတ်စံနေရတယ်လဲဆိုတော့သူတို့ကောင်းကောင်းသူတို့ကိုသူတို့သိလွတ်လပ်အမီကိုကင်းလဲဆိုတော့သူများရှိကနေလက်ဖြန့်တောင်းပြီးသူများရှိ project လိုက်လက်ဖြန့်တောင်းနေတဲ့ဘဝမျိုးမဟုတ်ပါလွတ်လပ်ပြီးမီကိုကင်းတယ်လို့ခေါ်တယ်နော် business management business နဲ့ဒီ investment လုပ်တယ်ဆိုတာပြဿနာမရှိဘူးမယ်နော်စီးပွားရေးအရာရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတာပြဿနာမရှိဘူးမယ်ငွေကြီးပေးပြီးခိုင်းစီတယ်ဆိုတာတော့ရှင်းရှင်းပြောရအောင်ကျွန်ထက်စိုးတယ်ဘဝပါကျွန်ထက်ပို့ပြီးတော့ဟောဖြစ်ပါဘူးနော်ပို့ပြီးတော့စိုးတယ်ဘဝပါနော်အဲ့တော့မေးကြည့်ပါခင်ဗျားတို့ဘယ်ကောင်မှမမေးကြဘူးခက်တဲ့တာလောင်စောက်တော့ကိုဘယ်သူကသွားမေးလဲမင်းတို့ဝင်ငွေပဲရတယ်မင်းတို့ဒီလိုနေ့စဉ်မီဒီယာလည်းပဲနေ့စဉ်ဒီလိုလည်းပဲမှုတွေကုန်ကြစီမျိုးပဲရတယ်မင်းတို့နေ့စဉ်သတင်းတွေ24နာရီမှာတက်နေတဲ့သတင်းတွေဒရဇက်တရက်ကိုအပုံ20 30တက်နေတယ်အဲ့လောက်တက်နေအောင်သတင်းတောက်ကသတင်းအပုံ20 30တက်ဖို့အနည်းဆုံးသတင်းတော့အနည်းဆုံး14 5ရောက်20တခန့်ခါတယ်အဲ့လောက်ခန့်တယ်ဆိုတော့အဲ့ကောင်တွေလာတာဘူးပေးရတယ်ဘယ်ရရတယ်အဲ့တာလောင်စောက်တော့မင်းတို့ဘယ်ရရတယ်မိကိုမေးကြည့်မဖြေနိုင်ဘူးဆွေးဝဲမေးကြည့်ဆွေးဝဲလည်းမဖြေရဘူးမဖြေနိုင်ဘူးအောင်စော်မေးလည်းအောင်စော်မဖြေနိုင်ဘူးတော့မေးစီမဦးစိုးမြင့်သူ့သွားမေးလည်းမဖြေနိုင်ဘူးသူမဖြေဘူးဖြေမှာမဟုတ်ဒါကိုပြောချင်တာအဲ့တော့သူတို့နောက်ကနေပတ်စံနေဘယ်သူပေးနေလဲဆိုတဲ့မိကုန်းကအဲ့ဒါအဖြေပဲဘယ်သူပေးနေလဲဆိုရင်ပတ်စံပေးနေလို့ကခင်ဗျားတို့ဘာခိုင်းနေလဲဆိုတဲ့အဖြေပါထပ်ပြီးတော့ခင်ဗျားတို့ကမိကုန်းထော်တယ်အဲ့တော့သူတို့ခိုင်းနေတဲ့အကြောင်းအရာတွေလက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့အကြောင်းအရာတွေပဲသူတို့တွေကမီဒီယာနဲ့အားနဲ့ကောင်းမြန်မာပြည်ကိုမှွေတာအဲ့တော့ BBC VOA RFA ကတော့ပြောမနေပါနဲ့တော့ဒါကတော့သူတို့ကတော့ငကိုးတွေကသက်ဆိုင်ရာနိုင်ငံတွေရဲ့ကိုစားပြုမီဒီယာဖြစ်လို့အဲ့တော့အဲ့သတင်းဌာနမှာအလုံးလုံးနေတဲ့သတင်းတောက်တွေရဲ့ဘဝကိုကျွန်တော်တွေးချင်တာဘာလို့ဆိုသူတို့ဘဝကဘာနဲ့ဆိုတော့အစာခွက်လေးတစ်ခွက်ချပေးလိုက်တယ်အဲ့အစာခွက်လေးအစာဝါအားပါစားတယ်စားပြီးဟဲ့အောင်ကိုကောင်ဟောင်းတယ်ဆိုဝုန်းနဲ့ဟောင်းတာပဲဒီကောင်ဟောင်းတာပဲမင်းတို့မြန်မာပြည်ကိုဟောင်းဖို့တာဝန်ရှိတယ်ရောမင်းတို့စားမယ်အစာခွက်ကဒါမင်းတို့မြန်မာပြည်ကိုဟောင်းမှစားမယ်မဟောင်းရင်မစားဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီ BBC သတင်းတောက် VOA သတင်းတောက် RFA သတင်းတောက်တွေကိုအဲ့လိုခိုင်းတာရှင်းပြမြန်မာပြည်ကိုဟောင်းဖို့အတွက်ပတ်စံသူတို့ထမင်းချကျွေးထားတာရှင်းပြတော့အဲ့လိုပေါ်ပြီပဲဒါသူတို့ဖြစ်နေတဲ့ဘဝတွေဆိုတော့ဒါကြောင့်ခု USA ဒီလိုရက်လိုက်တဲ့ကိစ္စဒီကျွန်တော်တို့ကတော့ကောင်းတယ်လို့တစ်ဖက်မှာတွေးတယ်29ရက်နဲ့စာပို့လာတာပထမရက်90ခဏဆိုင်းငံထားပါလို့ပြောပြီးတော့နောက်29ရက်နေ့မှာတော့လုံးဝမင်းတို့နဲ့စာရုပ်ရပ်ပါပြီလို့အကုန်လုံးကိုကြီးညာလိုက်တာဆိုတော့ဒါတွေကရှင်းပြောရင်တော့မီဒီယာဖွဲ့စည်းတွေအကုန်ထိတာပေါ့နော် NGO ဖွဲ့စည်းအကုန်ထိတယ်တော်တော်များထိကုန်လို့ကြားတယ်နော်ဆိုတော့ပြောရင်တော့မြန်မာနိုင်ငံရဲ့လူအခွင့်အရေးကာကွယ်စီမံကိန်းဒီမိုကရေစီမြင့်တင်ရေးစီမံကိန်းလွတ်လပ်သောမီဒီယာဖွဲ့ရေးအပါအဝင် TV HIV စီမံကိန်းတွေအပါအဝင်ဂရိပြုကုပြုထားတဲ့ကန်ဒေါ်လာတန်150ရှိတယ်တဲ့မြန်မာနိုင်ငံကိုအဲ့လိုပေးမှုပတ်စံဒေါ်လာတန်150ရှိတယ်အဲ့တန်150တွေကခုနမီဒီယာကဏ္ဍလည်းပါတယ်ဒီမိုကရေစီကဏ္ဍလူခွင့်ရေးကဏ္ဍနော်ခုန HIV TV အဲ့ကဏ္ဍတွေအကုန်ပါတယ်တဲ့ကဲစဉ်းစားကြည့်နော်အဲ့ဒါတို့ရဲ့ရှိနေပဲဆိုတော့ USA အဲ့လိုရက်သွားတာတော်တော်ကောင်းပါတယ်29ရက်နေ့စာပို့လိုက်တယ်ဆိုတော့တချို့တွေတော့ခုလောက်ဆိုတော့1နဲ့ကြီးကွင်းနေပါတချို့တွေဆိုဒါပေမဲ့ကျွန်တော်ဒီနေ့မှာတစ်ခုကျွန်တော်စဉ်းစားလာမိတာအခုနောက်ပဲစဉ်းစားလာတစ်ခုရှိတယ်ကျွန်တော်စိတ်ပူတာတော့ခြေသက်လက်သေးတွေကအလွန်ကျွန်ထောက်သွားပြီအဲ့တော့ခြေသက်လက်တွေဖွက်ဖို့လိုတယ်အဲ့တော့ဘာလို့ လဲဆိုတော့ရှိသမျှအဲ့ဒီ USA ဆိုတော့ NED ရောရှိသမျှအဲ့ဒီနိုင်ငံတကာထောက်ပံ့ရေးအစီအစဉ်တွေအကုန်လုံး Trump ကအကုန်ဖျက်တောက်တယ်ကွာသူကြီးညာလိုက်တယ်ဒါပေမဲ့အဲ့လိုကြီးညာလိုက်တဲ့အတွက်သူ့ရဲ့ဩဇာလွှမ်းမိုးမှုသူပြန်ရပြီဘာလဲဆိုတော့ငါကဒါတွေဖျက်တောက်လိုက်ပြီမဲ့ငါမှအခြားထောက်ပံ့ရေးအစီအစဉ်တွေရှိတယ်မင်းတို့လိုချင်သလားဆိုပြီးတော့နောက်ထပ်လူမသိသူမသိ plan အသစ်တစ်ခုပေါ်နိုင်တယ်အဖွဲ့အစည်းတစ်ခုလူမသိသူမသိအဖွဲ့အစည်းတစ်ခုလူမသိသူမသိအစီအစဉ်တစ်ခုနဲ့လူမသိသူမသိ agenda set တွေနဲ့အများကြီးဖန်တီးလို့ရပါတယ်ပြောချင်တာလူသိနေတဲ့အကြောင်းအရာကြီးကိုတကဘာလုံးကသိနေပြီးသားအကြောင်းအရာကြီးကိုဇက်သိမ်းလိုက်တာကအားလုံးကကြည့်လိုက်တော့ပတ်ပလားလို့ပြောလိုက်ပြီမဲ့နောက်ွယ်မှာအခြားသောလူမသိသူမသိဇာတ်လမ်းတွေကိုအသစ်တွေကိုဖန်တီးလို့မရဘူးဆိုတော့ကျွန်တော်တို့စိတ်ပူတာလူမသိသူမသိနောက်ထပ်ဇာတ်လမ်းအသစ်တွေ agenda set တွေကိုထပ်ပြီးတော့ပြင်စရာရှိတဲ့အတွက်ဒီထွက်နေတဲ့လက်သေးခြေသေးတွေကိုခဏသိမ်းလိုက်တယ်လို့ကျွန်တော်ကဒီလိုမြင်လာတယ်ဒီလိုကျွန်တော်မြင်လာတယ်အဲ့တော့အခြားထောက်ပံ့ရေးအစီအစဉ်အသစ်တွေအမေရိကန်အုပ်စုမှာရှိမနေဘူးလို့တော့ကျွန်တော်တော့ကောက်ချက်မချနိုင်ဘူးရှိကောင်းလဲရှိလာနိုင်ချင်ရှိတယ်လို့ကျွန်တော်တို့ခံမှန်းနေမိတယ်ကိုကခံမှန်းနေပြီပါ